တနေ့တခြားပိန်ဆင်းရဲသွားစေတဲ့အကြောင်းရင်း၉ချက်ဒီ၉ချက်ကိုမပြင်နိုင်သမျှဘဝကရုံထွက်နိုင်မှာမဟုတ်ပါဘူးကောင်းတဲ့အလုပ်တော့လုပ်ပါတယ်ဒါပေမဲ့အသုံးမသာသေး၍တော့ကိုမှလိုအပ်ချက်အားနည်းချက်တွေရှိနေလို့ပဲဖြစ်ပါလိမ့်မယ်တရုတ်တွေပြောတော့တနေ့တခြားပိန်ဆင်းရဲသွားစေတဲ့အကြောင်းရင်း၉ချက်ဒီအထဲက6ချက်တိုက်ဆိုင်နေရင်ဘဝပြန်ထူထောင်ဖို့အရန်ခက်ခဲပါလိမ့်မယ်အလုပ်လုပ်ယုံပဲလုပ်ပြီးကိုယ်စွမ်းရည်ကိုမမြင့်တင်ခြင်းတရက်ပြီးတရက်အချိန်ကိုပတ်စံနဲ့လဲနေပေမဲ့ကျွမ်းကျင်မှုတစ်ခုမှမရှိတဲ့အတွက်အချိန်ကုန်ငွေလူအားထုံနိုင်ပါတယ်နှစ်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပေါ်မှာသာမိခိုနေခြင်းလောက၌ပုံသေးအမြဲဖြစ်တခြားဝင်ငွေလမ်းကြောင်းမရှိတဲ့အတွက်အလွဲလက်မရှိဖြစ်တာနဲ့အခက်ခဲကြုံရပါလိမ့်မယ်သုံးကုန်မှန်ကြီးလွန်ပြီးအကူအညီမတောင်းခြင်းမှန်ကြီးလွန်းတဲ့အတွက်ကိုယ်ဘာသာရုန်းကန်နေရပေမဲ့သူများရဲ့အကူအညီအကြံဉာဏ်ကိုမယူတတ်သူပါလေးလူမှုဆက်ဆံရေးမကောင်းခြင်းအဆက်အသွယ်ရှားပါခြင်းတငယ်ချင်းနေပြီးပတ်ဝန်းကျင်ချင်းတဲ့အတွက်အခွင့်အရေးလာရင်ဘယ်သူမှမကူညီနိုင်သလိုအခက်ခဲကြုံရလေလေဘယ်သူမှမကူညီပေးနိုင်ပါဘူးငါအရှုံးကိုမကြောက်လို့ဘာမှမစမ်းတတ်ရဲသူတစ်ခုခုကိုလုပ်ဖို့ဆိုရင်အရန်တွန့်ဆုတ်နေတတ်သူအမြဲတမ်းအရှုံးကိုပဲစိုးရိမ်နေတဲ့အတွက်အခွင့်အရေးကောင်းတွေအားလုံးကိုလက်လွတ်ခဲ့ရသူပါ6ဘယ်တော့မှငွေမစုတတ်သူအလားအတာဖြစ်မဲ့အတုံးဆွဲမပြုပဲရှာနိုင်သမျှအကုန်ပြန်သုံးတတ်တာကြောင့်အရေးပေါ်အခြေအနေအတွက်စုမိဆောင်းမိငွေမရှိပါဘူးလူဘဝမှာမထင်မှတ်တဲ့အသေးအမွှားကိစ္စလေးတစ်ခုကတော့သူ့ဘဝကိုလုံးဝပြိုလဲသွားစေနိုင်ပါတယ်ခုနှစ်ရည်ရွယ်ချက်မရှိရောင်လဲလဲနဲ့ဖြတ်တန်းနေသူနေ့စဉ်နဲ့အမျှဘာလို့ရမှန်းမသိပဲအချိန်ကုန်နေတဲ့အတွက်ဘာလို့အလုပ်လုပ်နေတာလဲမသိပါဘူးဒါကြောင့်ဘလို့တိုးတက်ရမလဲဆိုတာကိုလည်းမသိပါဘူးရှစ်ငွေသုံးတဲ့နေရာမှာလွဲမားသူဝင်ငွေကတိတ်မရှိပေမဲ့လူအထင်ကြီးအောင်မသုံးသင့်တဲ့နေရာတွေမှာမလိုပဲအားလုံးသုံးတတ်သူကိုယ်စိတ်ကူးရင်သမားလက်တွေ့မလုပ်သူတနေ့ကန်ချမ်းသာဖို့အတွက်စိတ်ကူးရင်နေတတ်ပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဖို့ခြေလမ်းမစတတ်သူပါအမြဲတမ်းအကယ်၍ဒီလိုသာဆိုရင်ဆိုတဲ့အတွေးမျိုးနဲ့ပဲရက်တန့်နေသူပါ